ပြင်ပန်းမှာတော့သူဟာတာမန်ရေပိုးတဲ့သူတယောက်လိုထင်ရပေမဲ့တကယ်တော့သူဟာထိတ်တန်းပါရဲ့မီရှင်ခွဲစိတ်ဆရာဝန်တယောက်ပဲဖြစ်ပါတယ်။ဒီနေ့မှာသူရေပိုးရင်းနဲ့ကစားကွင်းတစ်ခုကိုရောက်သွားပါတယ်။ဒီမှာကလေးမလေးတယောက်ရဲ့လက်ချောင်းလေးကျိုးနေတာကိုသူသတိထားမိသွားပြီးအေးချောင်းတစ်သားလေးနဲ့စနစ်တကျကြက်စီးပေးလိုက်ပါတယ်။ဒါဟာဆေးပညာစာအုပ်တွေထဲကအတိုင်းအရန်ကိုတိကျတဲ့အရေးပေါ်ကုသမှုတစ်ခုပဲဖြစ်ပါတယ်။အဲဒီနောက်မှာတော့ပဟုံးဟာဆေးရုံတစ်ခုမှာအဲဒီကလေးမလေးနဲ့သူ့အဖေကိုထပ်တွေ့ပါတယ်။ဆရာဝန်တွေကအဆုတ်ပစ်နာလို့ထင်နေကြပေမဲ့ပဟုံးကတော့လူနာဟာနှလုံးရောဂါအပြင်းထန်ခံစားနေရတာကိုသိလိုက်ပါတယ်ဆေးရုံမှာလူနာတွေအယမ်းများနေပြီးကလေးမလေးဖေကိုကြည်ပေးမဲ့သူမရှိဖြစ်နေတဲ့အခါမှာတော့ပဟုံးဟာလူနာအသက်ကိုကယ်ဖို့အတွက်ခွဲစိတ်ခန်းထဲကိုစိုးအတင်းဝင်သွားပါတော့တယ်ခွဲစိတ်ခန်းထဲမှာတော့ပဟုံးဟာသူ့ရဲ့အမခန်းလက်စွမ်းတွေကိုပြသခဲ့ပါတယ်သွေးတစ်ဆက်တောင်အလဟဘဲမဖြစ်စေပဲအယမ်းကိုခက်ခဲတဲ့နှလုံးခွဲစိတ်မှုကိုအောင်မြင်အောင်လှုပ်ဆောင်နိုင်ခဲ့ပါတယ်ဘေးကကူညီပေးနေတဲ့သူနာပြုတွေနဲ့ဆရာဝန်တွေတောင်သူ့ရဲ့လက်စွမ်းကိုကြည့်ပြီးအံ့သသွားကြပါတယ်ဒါပေမဲ့ခွဲစိတ်မှုပြီးတဲ့အခါမှာတော့ဒေါက်တာအိုရောက်လာပြီးခွင့်ပြုချက်မရှိဘဲခွဲစိတ်မှုလုပ်လို့ပဟုံးကိုပါရိုက်လိုက်ပါတယ်ပဟုံးကတော့ပြန်ပြောပြီးခင်ဗျားတို့ဆရာဝန်တွေမကယ်နိုင်တဲ့အတက်ကိုဒီလိုထူးခြားတဲ့ပါရဲ့မီကိုဆေးရုံကဌာနမှူးကြီးကသတိထားမိသွားပြီးသူ့ကိုဝန်တန်း90ပေးကဆေးရုံမှာအလုပ်ဝင်ဖို့ကမ်းလှမ်းခဲ့ပါတယ်နောက်ဆုံးမှာတော့ပဟုံးဟာဆေးရုံကိုတရားဝင်ဆရာဝန်တယောက်အနေနဲ့ခန့်ခန့်ညာညာပြန်ရောက်လာပါတော့တယ်